မပွင့်လင်းတဲ့ဆက်ဆံရေးတစ်ခုမှာဘာတွေရှေ့ဆက်ဖြစ်လာနိုင်တယ်လဲပေါ့ဒီကတော့ collective reading လေးကျွန်တော်ကြည့်ပြီးမှဖြစ်ပါတယ်ဗီဒီယိုလေးမတင်ပြတာလည်းကြာပါပြီခုမှကျွန်တော်ပြန်ပြီးတော့တင်ပြရတော့အဲ့တော့ကျွန်တော်တို့ကြည့်လိုက်အောင်အဲ့တော့တင်းတို့နှစ်ယောက်ရဲ့မပွင့်လင်းတဲ့ဆက်ဆံရေးမှာဘာတွေဖြစ်လာနိုင်လဲဆိုတော့နှစ်ယောက်ထဲမှာတစ်စုံတစ်ယောက်ကတော့ဒီဆက်ဆံရေးတွေမှာလုံးဝမပျော်မှွေတော့ဘဲနဲ့တယောက်တည်းပဲလွတ်လွတ်လပ်လပ်နေခြင်းစိတ်တွေဖြစ်လာမယ်အခြေအနေကိုတွေ့နေရတယ်မိန်းကလေးဘက်ကတော့ဖြစ်ဖို့များတယ်ခင်ဗျ။နှစ်ယောက်ထဲမှာတယောက်တစ်ဖက်ကတော့ဒီဆက်ဆံရေးမှာဆက်ဆံရေးကိုဆက်ပြီးတော့မသွားတော့ဘဲနဲ့အလုပ်ဘဝအတွက်ဦးစားပေးလိုက်တော့မယ်ဆိုတဲ့အနေအထားတွေ့နေတယ်။တိတ်မကြခင်မှာတယောက်နဲ့တယောက်ကြားထဲမှာလုံးဝမပြောထားတဲ့ဖုံးကွယ်ထားတဲ့ကိစ္စတွေပေါ်ပေါက်လာတဲ့သဘောတွေ့နေရတယ်။အဲ့ဒီလိုပေါ်ပေါက်လာပြီးတော့တယောက်ကတော့ထွက်ခွာသွားမယ့်အနေအထားမျိုးတစ်ခုတွေ့နေရပါတယ်တယောက်ကထွက်ခွာခြင်းပေမဲ့လည်းတယောက်ကတော့ဒါဆိုရတဲ့အပြုတ်မှုပြောဆိုတွေနဲ့ညံပြီးတော့တုံ့ပြန်လာတာမျိုးလေးတင်းတို့နှစ်ယောက်ကြားထဲမှာကြုံလာတတ်ပါတယ်အဲ့တော့နှစ်ယောက်နဲ့နှစ်ယောက်ကြားထဲမှာတင်းမာမှုတွေဖြစ်လာပြီအဲ့ဒီဖုံးကွယ်ထားတဲ့အကြောင်းအရာတချို့လူတွေအတွက်ဆိုရင်တိတ်မပြောတဲ့ညတွေစက်တိုက်ဖြစ်လာမယ်ဆိုတဲ့သဘောတွေ့နေတာအဲ့ဒီပြဿနာတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာနှစ်ယောက်စလုံးကအစ်စ်ကနေပြန်စတင်ခြင်းပြင်မဲ့စတင်လို့မရတဲ့အနေအထားတစ်ခုကိုတွေ့ရပါလိမ့်နောက်တစ်ချိန်ထပ်ပြီးတော့ပြဿနာထပ်ဖြစ်လိမ့်မယ်ပြဿနာနှစ်ခုဖြစ်နေတယောက်ကတော့နူးနူးထွေးထွေးချစ်ပေမဲ့နော်နူးနူးထွေးချစ်ချင်တယ်ဆက်သွားခြင်းတယ်ပေါ့ဗျာယောက်ျားလေးဘက်ကဖြစ်ဖို့များတယ်ဆက်သွားခြင်းတာနောက်တစ်ယောက်ကတော့မတန်ထိန်းချုပ်ခြင်းနဲ့အမတန်ထိန်းချုပ်ခြင်းနဲ့စိတ်ကလေးကိုတွေ့နေရတယ်နှစ်ယောက်နဲ့တယောက်ပေါ်တယောက်ထားတဲ့သဘောထားတွေကမှန်မှုတွေ့နေရတယ်အဲ့တော့အစဉ်ပြေမှုတွေတန်တရားတွေခက်များလာလို့အချိန်ကြာလာတဲ့အမျှတယောက်နဲ့တယောက်ကြားထဲမှာညှိနှိုင်းမရဘူးဟာအဆုံးသက်သွားနိုင်မယ်အနေထားသူက၃ချိန်လောက်ဖြစ်မြင်သဘောကိုတွေ့နေရတယ်ဖုံးကွယ်ထားမယ့်ကိစ္စတွေအဲ့တော့လုံးဝအဆုံးသတ်လိုက်ရမယ်အနေအထားမျိုးကိုတယောက်နဲ့တယောက်ရှားထဲမှာနောက်ဆုံးမှာတော့ဖြစ်လာလိမ့်မယ်ခင်ဗျအဲ့လိုဖြစ်လာမယ့်အခြေအနေရောက်လာခြင်းတယောက်ကတော့ပြန်လည်စတင်မှုထပ်ပြီးတော့စကားဆပြောလိမ့်မယ်ဒါပေမဲ့တယောက်ကတော့ထွက်ခွာသွားဖို့ပြုံးလေးနဲ့နှုတ်ဆက်ဖို့ပြင်ဆင်နေတယ်ဘလို့ဖြစ်လာနိုင်လဲဆိုတော့ပြန်စတင်မယ်လို့ယောက်ျားလေးဘက်ကပြောတဲ့အခါမှာမိန်းကလေးဘက်ကစောင့်ကြည့်အောင်မယ်သူ့အနေနဲ့နေရတာမပျော်ရွှင်ရဘူးနေ့အနေနဲ့အဆုံးသက်ခြင်းလို့ဆိုလဲအဆုံးသက်လိုက်ဖို့ဒီလိုမျိုးလေးတွေဖြစ်လာမယ်ဆက်ဆံရေးဖြစ်နေတယ်ခင်ဗျဒီလိုနှစ်ယောက်ဆက်ဆံရေးမပွင့်လင်းတဲ့ကိစ္စတွေကတော့နှစ်ယောက်ကြားထဲမှာသုံးခုထက်မနည်းရှိနေတဲ့ပုံစံဖြစ်နေတယ်လုံးဝမပြောပြနိုင်တဲ့ကိစ္စတွေဒါလေးကတော့ကိုယ်လည်းတွေ့ဖြစ်ပါတယ်တချို့ data အချက်လက်ကလေးအတိအကျမပါဘူးဆိုရင်နောက်ထပ် reading လေးတွေမှာဆက်ကြည့်ပေးပါနော်ကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲဆုံးသက်ပါမယ် personal တွေမိမညီနေဆိုရင်ကျွန်တော်ရဲ့ diviner တာတော့ Viber Telegram ဖြစ်တဲ့969 48 48 3ညမှာလာရောက်ပြီးမြင်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ